အိဘူးအိစုဖြစ်ပြီးတော့မိမိရဲ့လုပ်ငန်းတွေမှာဆိုလဲအပြိုင်ဆိုင်တိုက်ခံနေပေါ်တယ်တခါမှာမိမိကိုမိမိဘာဖြစ်လို့ဖြစ်နေမှမသိဘူးဆိုရင်ယခုကျွန်တော်ပြောပြပေးမယ်နီလန်လေးတိုင်းမိမိအိမ်မိမိဆိုင်တို့မှာလိုက်ပါပြီးတက်ဆင်ထားလိုက်ပါခင်ဗျာမင်္ဂလာပါမိတ်ဆွေပေါင်းတို့ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေ9ရက်သားသမီးတွေအတွက်ပြောပြပေးချင်တာလေးကမိမိတို့ဒီဘာသာတရားကိုင်းဆိုင်ရတဲ့နဲ့အလုပ်တွေကိုလည်းစူးစမ်းအားထုတ်ရတဲ့နဲ့တခါမှာစိတ်ထဲမှာနေလို့အဆင်မပြေဘူးအထူးသဖြင့်ညနေလိုအချိန်တွေမျိုးတွေမှာမိမိစိတ်ကမကြည်မလင်နေဖြစ်တယ်အရန်ဒေါသတွေကြီးတာမျိုးတွေဖြစ်တယ်မိမိအိမ်မှာဆိုရင်လည်းမကြာခဏအိမ်ဘူးအိမ်ဆူတယ်လုပ်ငန်းမှာဆိုရင်လည်းပြဿနာပေါင်းတောင်းချတော့ခဏတက်တယ်ဆိုရင်ယခုကျွန်တော်ပြောပြမယ်နီလန်လေးတိုင်းလိုက်ပါပြီးတော့တက်ဆင်ထားလိုက်ပါခင်ဗျဒါလေးကတော့တံပရာသီး6လုံးချက်တော်နီ6လုံးကိုဟောသလိုပကံလေးတစ်ခုနဲ့ရောထည့်ပြီးတော့မိမိတို့အိမ်မိမိတို့ဆိုင်ရဲ့ဖျားစင်ရဲ့တဆင်းနဲ့အောက်မှာခုံလေးတစ်လုံးနဲ့တင်ထားလိုက်ပါဘယ်နေ့တင်မနက်9နာရီနဲ့10နာရီခွဲတွင်တင်ထားလိုက်ပါဒါမျိုးကိုတင်ထားလိုက်ပြီးအပြင်အ ਨੇ ဆုံးတံမြားသီးမပုတ်မချင်းထားပေါ့နော်တင်ထားလိုက်ခြင်းအပြင်မိတ်ဆွေတို့မှာရရှိလာမယ့်ရလဒ်ကတော့စိတ်တွေကြည်လင်လာမယ်မိမိဈေးဆိုင်မိမိအလုပ်မိမိအိမ်နှံ့လာမယ်ပြီးမိမိစိတ်ထဲမှာလည်းကြည်လာလိမ့်မယ်ဒါမျိုးကိုတက်ဆင်ထားလိုက်ပြီးပြီဆိုရင်တော့မိတ်ဆွေတို့တွေကြုံတွေ့နေရတဲ့စိတ်ညစ်မှုတွေအိမ်ပူအိမ်ဆူလုပ်ငန်းမှာအတိုက်ခိုက်များနေတဲ့ကိစ္စတွေကနေလွတ်မြောက်သွားစေပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကိုရုံကြည်လိုက်ပါဆောင်ရွက်ခြင်းအပြင်မိတ်ဆွေတို့အတွက်သူတစ်ပါးတိုက်ခိုက်ခြင်းနှောက်ယှက်ခြင်းမှာကင်းဝေးကြပါသလိုကျွန်တော်မှဆွမုံကောင်းတောင်းပေးလိုက်